ဝိတရားနဲ့ဆက်ငံဤကြီးဆိုင်ကဝိတရားနဲ့ဆက်ငံဒီတော့မျိုးတွေ့မယ်နော်ဆိုင်ကနော်အထက်မှာဆိုတော့မာမရှိဝိတရားနဲ့ဆက်ငံဒီတော့မျိုးပဲတွေ့မယ်နော်ဥပမာတော့ပါတိဆိုရင်ဒီကနေထောက်ချင်မှာဆိုတော့တောက်အောင်လို့ထုတ်မရဘူးဟုတ်ပေါ့နော်ထောက်ချင်မှာဆိုတော့ဒီအတန်အရင်ထုတ်မယ်ဟုတ်ပါတစ်ပတ်နော်ဒီအတန်အရင်ထုတ်မယ်ပြီးဆိုရင်ဒီတခုမှထိုင်းခွာကိုပူကြီးရနော်ကပူကီယာထောက်မယ်ကပူကီယာရဲ့ကီယာထောကခဲလို့ကီယာထိုးတဲ့မုံဝင်လို့ဆိုရင်ဒီမှာတခုပဲစစ်စီရမယ်။ဘာဖြစ်ဒီမှာကျိုးသွားမယ်ဆိုရင်ကီယာထိုကခဲလို့ဘာဖြစ်ကီယာထိုဒီမှာဝင်ဆိုရင်တန့်သွားလို့ကီယာထိုကခဲလို့ရပါတယ်နော်။ပြည့်သွားမှာကွဲသွားမယ်ဆိုရင်စစ်စီကလို့ပဲကွဲသွားမယ်ဆိုရင်ကီယာထိုကတအားခဲတယ်နော်။ပြီးဆိုရင်ဒီကနေပလပ်ပြားတန်ထဲမှာပြီးဆိုရင်ညီမဲဆိုတာချိုင်းစပူကဲတန်ထဲမှာใช้สุกแกตามมาတော့သိလားဆိုင်ကအဲ့တော့ပဲဆွဲနေလေနော်နေရာကလပ်ပြတာဖက်မှာကလပ်ပြတာနေမှာဒီမှာလေကလပ်ပြတာဖက်မှာနော်ပြီးဆိုရင်ကလပ်ပြတာမှာဆိုတော့ဆိုင်က4ကီယာဆိုရင်ကွာထားမှာခုတွေ့ပါတယ်ကွာထားနော်ဆိုင်က4ကီယာကြော်မယ်ဆိုရင်ကွာထားမှာဘောခုတွေ့ပါတယ်ဘောခုတွေ့မယ်ဆိုရင်ပြတာများတယ်ပြောင်းပြထားသွားမရဘူးပြောင်းပြထားမယ်ဆိုရင်ကီယာထိုးမုံလို့ရှိပါတယ်နော်ပြီးဆိုရင်ကီယာလို့စာမတွေ့ဘူးရှိပါတယ်ပေါ့နော်ထောက်ချက်မှာဆိုတော့ဒီကနေဘာလေးဆိုရင်ဒီမှာမမယ်ဒီဆိုရင်ဒီမှာကလပ်ပြတာဖက်မှာဆိုတော့အာဆိုရင်ကလပ်ပြတာဖက်မှာထည့်ရမယ်နော်ပြီးဆိုရင်နာပါအာအင်္ဂလိပ်စာကြည့်မတာရင်နာပါ40နာပါ40ဒီအကြမ်းမှာဒီဖက်ထည့်မယ်နော်ပြီးဆိုရင်ပြီးဆိုရင်ချိုင်းစုပ်ကတာဖက်မှာဆိုတော့ใช้สืบแกตามให้มันตัวด้วยล่ะเนาะใช้สืบแกตามให้มันตัวဆိုရင်အောက်မှာထဲမယ်နော်ဒီကနေနားပါတယ်လားမတူဘူး40ရတယ်ခုနဲ့တော့ကွာချမှုရှိတယ်နော်ပြီးဆိုရင်စင်နိုကီတန်ထောက်မယ်ကီယာတန်ဒီကနေကီယာတန်ဒီကလစ်တခုမှဒီအလဲမှဒီဖက်ဝင်မယ်နော်ကီယာတန်ဆိုရင်ဥမာကီယာထောက်ရတယ်ကီယာကီစင်ကီယာကီတန်နိုးရတော့ခရာဆိုရင်ဒီပင်ရအလဲမှတခုကြည့်ရမယ်ဒီ LMI ကျိုးသွားလားနော်ဒီ LMI ကျိုးသွားမယ်ဆိုရင်နော်ပြထွေးဒီခါတည်းလားတိုက်ရတခါကြမှာတိုက်ဖို့ဆိုရင်အတန်မီရတယ်ပန်ထွက်ရတယ်နော်ဒီကြဒီတစ်ခုမှထောက်စီစီမယ်နော်မဟုတ်ဘူးဆိုရင်ဒီ LMI မဟုတ်ဘူးဆိုရင်ဒီ app ပြင်မှာပဲဒီပင်ရတစ်ခုစီထောက်စီစီမယ်နော်ကျိုးသွားမယ်တစ်ခုဆိုရင်တခါတည်းသွားလို့မတားလို့ကြာထိုးမှာဖက်ပါတယ်နော်ရမျိုးစစ်စီမယ်နော်ဒီဆိုရင်ထောက်အချက်မှာဆိုတော့တက်စောလုံးထောက်မယ်ကလပ်ရရဲ့ကံညာစုရဲ့တက်စောလုံးထောက်မယ်နော်ဒီအမျိုးတန်းနဲ့ထောက်မယ်ဒီအမျိုးတက်စောထောက်ရမယ်နော်ထောက်မယ်ဆိုရင်ဒီအမျိုးတွဲမယ်တွဲလားနော်ဒီမှာဆိုင်က4ကီယာတွဲမယ်ဆိုရင်ကီယာပင်ညာ4ခုပဲနော်9ကီယာတွဲမယ်ဆိုရင်ကီယာပင်ညာ5ခု6ကီယာဆိုရင်ကီယာပင်ညာ6ခုနော်အဲ့အကြောင်းဒီကနေချက်ဖဲဆိုရင်ချိတ်စုပ်ကဲတာဖက်မှာနော်ဒီဖက်ဆိုရင်ကလပ်ပြာတိုင်ဖက်မှာနော်ဝယ်ချရမယ်နော်ဒီကလပ်ပြာတိုင်ဖက်မှာရောငယ်စီကြီးခေါ်ရမယ်ချိတ်စုပ်ကဲတာဖက်မှာတော့ကြီးစီငယ်ခေါ်ရမယ်မတူတူနော်ခွာချမှုရှိရနော်ဒီအမျိုးခွဲမယ်ကျွန်တော်ခွဲမယ်ဆိုရင်ကျွန်တော်ရှင်းပြမယ်ใช้สุกแกตามมาဆိုတော့ကီယာပင်ညာတီလို့ခေါ်တယ်ဒီမှာပင်ညာဒါဖြစ်ကီယာပင်ညာတီပင်ညာတီကိုလေပါတဲ့ဟောတာကီယာပင်ညာတီလို့ခေါ်တယ်ကီယာပင်ညာနိနော်ကီယာပင်ညာတော့ကီယာပင်ညာလေးဒီကနေ4ကီယာခေါ်ရမယ်ဟုတ်လားနောက်တစ်ခါတော့ကီယာပင်ညာတီကီယာပင်ညာနိကီယာပင်ညာတော့ကီယာပင်ညာလေးဟုတ်လားဒီကနေ4ကီယာနော်